အားလုံးပဲမင်္ဂလာပါကျမကတော့အင်္ဂလိပ်စာ teacher လေး teacher ပုံညက်ခိုင်ပါကျမဒီနေ့ဗာကြားရတဲ့ပတ်သက်ပြီး sharing လုပ်မလဲဆိုရင် anti-it နဲ့ THD တက်ရဲ့ကွာခြားချက်လေးကိုပြောပြပါမယ်အားလုံးပဲသိကြတဲ့အတိုင်းပဲ anti-it နဲ့ THD တက်ရဲ့အလေးပဲထိုးရသည်ပေါ့နော်ဒါပေမဲ့အဲ့နှစ်ခုအနည်းငယ်လေးတော့ကွာခြားချက်ရှိပါတယ်ဘာလဲဆိုရင် anti-it က pronoun အနေနဲ့ပဲကျမတို့သုံးပါတယ်နော်for example ပေးရရင် the cat is yellow ပေါ့နော် the cat is yellow အဲ့ဒါကိုကျမတို့က the cat နေရာမှာ anti-it တွေအစားထိုးပြီးတော့it is yellow လို့သုံးလိုက်ရုံပါပဲเนาะအဲ့လိုပဲ THD တက်ကလည်း pronoun အနေနဲ့သုံးလို့ရတယ်အဲဆိုတော့ anti-it နေရာမှာ THD တက်သုံးလိုက်ရုံပါပဲเนาะ it that is yellow ပေါ့နော်ဒါပေမဲ့ THD တက်က pronoun အနေနဲ့ဒီမှာကပဲနဲ့ adjective အနေနဲ့ပါသုံးလို့ရပါတယ်เนาะအဲ့ဒါဆိုရင် that cat is yellow လို့လည်းသုံးလို့ရပါတယ်ဒီတောင်ကအဝါရောင်လေးပါပေါ့နော် that cat is yellow အဲ့လိုလည်းသုံးလို့ရပါတယ်အဲ့ဒါကTHD တက်နဲ့ anti-it ရဲ့ကွာခြားချက်ပါဟုတ်ပါတယ်ကျမကိုတကြနေကျမကို anti-it က adjective အနေနဲ့သုံးလို့ရတာရှိသေးလားလို့မေးပါဦးမနော်ဒါပေမဲ့ possessive adjective အနေနဲ့တော့ anti-it ကိုသုံးလို့ရပါတယ်အဲ့ဒါက anti-s it ပါ anti-s လေးပါပါတယ်နော် s လေးပါပါတယ်အဲ့ဒါကြတော့ဘလို့ရှင်းနေပြီးမှသုံးလဲဆိုရင် for example ကျမပြပြရမယ်ဆိုရင် this is the cat tail ပေါ့နော် the cat cat apostrophe s ပေါ့နော် the cat tail အဲ့ the cat နေရာမှာကျမက anti-s လေးသုံးပါမယ် this is its tail this is its tail ဒီဟာလေးကကြောင်ရဲ့အမီလေးပါပေါ့နော်အဲ့လိုမျိုးပါအဲ့ဒါက anti-s is possessive adjective အနေနဲ့သုံးတာပါနော်ဒါပေမဲ့ anti-it ကတော့ pronoun အနေနဲ့ပဲသုံးလို့ရတယ် THD တက်ကတော့ pronoun က adjective ကနှစ်မျိုးလုံးသုံးလို့ရပါတယ်အဲ့ဒါက anti-it နဲ့ that ရဲ့ကွာခြားချက်တွေပါနော်ဒီနေ့ဗီဒီယိုကတော့လောက်ပါပဲကျွန်မတို့သိချင်တာတွေရှိရင်မှန်ခဲ့လို့ရပါတယ်နော်ကျွန်မလိုအပ်ချက်တွေရှိရင်လည်းနားလည်ပေးပါလို့တောင်းဆိုပါရစေ bye bye